Hello အားလုံးပဲမင်္ဂလာပါဒီချိန်ခင်မှာဒီနေ့မှာဆိုရင် grammar သင်ခန်းစာတွေကိုဒီချိန်နဲ့တူတူလေ့လာခဲ့တာ lesson 9ကိုရောက်လာပြီပေါ့နော် lesson 9မှာဒီချိန်တို့လေ့လာမယ်အကြောင်းအရာလေးကကြတော့ will and shall future ဒီ future ပေါ့နော်ဒီကိုယ့်ရဲ့အနာဂတ်အကြောင်းကိုပြောချင်တဲ့အခါမှာသုံးလို့ရတဲ့အသုံးအနှုန်းလေးတွေရဲ့အသေးစိတ်ကိုဒီချိန်တို့လေ့လာကြမှာပဲဖြစ်ပါတယ်ပထမဦးဆုံးဒီချိန်တို့ grammar ကိုစပြီးလေ့လာတဲ့ဆိုရင်သူ့ရဲ့ form လေးကိုဒီချိန်တို့ကအရင်ဆုံးသိရပါမယ်ဘယ်လိုဖွဲ့စည်းထားလဲပေါ့နော်ဒါဆိုရင်တော့ teacher တို့ဒီမှာသူကတော့ဒီအငြင်းများဘာမှစဉ်းစားစရာမလိုဘူးအကုန်လုံး subject က I will you they he she it ပေါ့နော်စသဖြင့် will ကိုသုံးလို့ရပါတယ် will still အတုတ်ကလူရေးကြည့်ရင် apostrophe ll ပုံစံလေးပေါ့နော် I'll stay yell l ဆိုတဲ့အတန်လေးနဲ့ထွက်တာမျိုးပေါ့နော် I'll stay you will still he will still she will still it will still we will still they will stay okay ငင်းချင်နေဆိုရင်တို့က not လေးထည့်လိုက်ရုံပဲ will not အတူကောက်လေးဆိုရင် won't I won't stay you won't stay he won't stay she won't stay it won't stay we won't stay they won't stay မေကွန်းလုံးမဲ့ will ကိုရှေ့ကိုပို့လိုက်ရုံပဲ will I stay will you stay will he stay will she stay will they stay will we stay will they stay ဒီချက်တို့က short answer အတူကောက်ပြန်ဖြေမယ် yes I will No, I won't. We're not yet to go. I won't. Yes, you will. Yes, he will. Yes, she will. Yes, it will. Yes, we will. Yes, they will. No, you won't. No, he won't. No, she won't. No, it won't. No, we won't. No, they won't. ဒီမှာတော့ subject အနေများဘာမှစဉ်းစားစရာမလိုဘူးပေါ့နော်okay ဒါဆိုရင်ဒီထဲတို့ well ရဲ့အကြောင်းဆက်ပြီးကြည့်မယ် well is an sorry where is an auxiliary verb auxiliary ဆိုတော့ဒီchếတို့အခုကရိယာအနေနဲ့သုံးတဲ့ပုံစံလေးပဲဖြစ်ပါတယ် this mean that ဘယ်လိုအဓိပ္ပာယ်မျိုးလဲဆိုရင် well we use well plus infinitive well ရဲ့နောက်မှာဆိုရင်တော့ဒီchếတော့ infinitive verb လိုက်တယ်ဥပမာ I will be or I will be at home next Saturday ဒီလာမယ့်နောက်တစ်ပတ်ပေါ့နော် Saturday မှာငါအိမ်မှာရှိမယ်ဆိုပြီးတော့ဒါအနာဂတ်ရဲ့ future အကြောင်းပြောတာမျိုးပေါ့နော် will has a negative form ညင်းချင်တယ်ဆိုရင်တော့ won't ဆိုရင် I won't be at home next Saturday ဒါမှမဟုတ်ရင်လေ I will not be at home next Saturday မှာငါအိမ်မှာရှိမှာမဟုတ်ဘူးဆိုပြီးတော့ပြောတဲ့သဘောမျိုးပေါ့နော်we put will before the subject in questions မိကုန်းလုပ်ချင်တယ်ဆိုရင်တော့အရှိစောကိုပို့လိုက်မယ်Will you be at home next Saturday? Next Saturday မှာအိမ်မှာရှိမှာလားဆိုပြီးတော့မိကုန်းလေးမေးတဲ့ပုံစံလေးပေါ့နော်ဒါတော့ခုန we use will in short answer ဖြစ်မယ်ဆို yes I will no I won't yes I will no I will not ဆိုပြီးတော့ဖြေလို့ရပါတယ် okay နောက်တစ်ခု well ရဲ့အသုံးပြုပုံလေးဒီချေတို့ဆက်ပြီးကြည့်မယ် we use well to talk about things that we think will happen in the future ဒီလာမယ့်အနာဂတ်မှာဖြစ်မယ်ဆိုပြီးဖြစ်လိမ့်မယ်ပေါ့ will ဆိုရင်လိမ့်မယ်ဆိုတဲ့အဓိပ္ပာယ်မျိုးပေါ့နော်ဖြစ်လိမ့်မယ်လာမယ့်အနာဂတ်မှာဖြစ်လိမ့်မယ်ဆိုပြီးတော့ပြောတဲ့အခါမျိုးတွေမှာသုံးလို့ရပါတယ် he will love your new coat သူကနေရဲ့ဒီကုတ်အင်းကြီးအစ်စ်ကိုသဘောကျလိမ့်မယ်ချစ်မြတ်လို့လိမ့်မယ်ပေါ့နော် they won't win this much သူတို့ကတော့ဒီပြိုင်ပွဲမှာအနိုင်ရမှာမဟုတ်ဘူးဆိုပြီးတော့ကိုယ့်ရဲ့ဒီအနာဂတ်မှာဖြစ်မယ်လို့ထင်တာမျိုးကိုပြောချင်တဲ့အခါမှာသုံးလို့ရတယ် note that is common to you with well this expression the expression လေးနဲ့တွဲသုံးတယ် I think to I don't think to I hope to I'm sure to I'm not sure to perhaps to စတဲ့ဒီလိုမျိုးခြေနေမျိုးလေးနဲ့ဒီလို sentence လေးသုံးလို့ရတယ်ဥပမာ I hope they will arrive soon သူတို့မကြခင်ရောက်မယ်လို့ငါမျှော်လင့်နေဆိုပြီးကိုဖြစ်မယ်အနာဂတ်မှာဖြစ်မှာကိုမျှော်လင့်တဲ့ပုံစံမျိုးပေါ့နော် I don't think they will win သူတို့အနိုင်ရမယ်လို့ငါတော့မထင်ဘူး I don't think so မထင် I'm sure you will be fine မင်းစင်ပြင်မယ်လို့တော့ငါသိကြတယ် perhaps I will be late ငါနောက်ကျခြင်းနောက်ကျမယ်နောက်ကျခေါင်းနောက်ကျနိုင်တယ်ပေါ့နော်ဖြစ်နိုင်တည်ရှိတာမျိုးပြောတယ်ဆိုတော့ဒါကတော့ well ရဲ့အသုံးပြုပုံဒီပဲဖြစ်ပါတယ်နောက်ထပ်ဒီချေတို့ကwell ကိုဘယ်လိုမှသုံးလို့ရသေးလဲကြည့်မယ်We use well for promises of refusal. Promise ဆိုတာကတော့ဒီဂရိပေးတာမျိုးတွေ refuse လုပ်တဲ့ညင်းတာမျိုးတွေမှာလည်းသုံးလို့ရတယ်။ဥပမာ I will lend her the money. သူ
သူမကိုငါပတ်စံချီးမယ်ပေါ့နော်ဆိုပြီးတော့ကိုဂရိပေးတယ်လုပ်ပေးမယ်ဆိုပြီးဂရိပေးတယ် I won't help you ငါနဲ့မကူညီငါနဲ့ကိုကူညီလိမ့်မှာမဟုတ်ဘူးဆိုပြီးတော့ဒါညင်းတဲ့အဓိပ္ပာယ်မျိုးပေါ့နော်နောက်တစ်ခု will you well when we make decisions at the time of the speaking instant decision ဒီချေတို့ကလေအခုစကားပြောနေရပေါ့နော်ဒီချေကနဲ့အခုတူတူဒီစာသင်နေရင်းနဲ့ပဲဖြစ်ပေါ့နော်စကားပြောနေနေ at the moment of speaking ကျတို့စကားပြောနေကြရင်ねဆုံးဖြတ်ချက်ချလိုက်တာမျိုးပေါ့ instant ဆိုတာကချက်ချင်းဆုံးဖြတ်ချက်ချလိုက်ကျတို့ဟိုတချို့ဆိုကြိုက်ကြတယ် instant noodles တွေဆိုကြိုက်ကြ instant ဆိုတာကချက်ချင်းကိုပြောတာ instant noodles ဆိုရင်တော့ဒါအသင့်စားလို့ရတဲ့ခောက်ဆွဲတွေပေါ့နော်ဒီမှာတော့ instant decisions ဆိုတာကကြတော့ဒီချက်ချင်းကိုအဲ့လိုဆုံးဖြတ်ချက်ချလိုက်တာမျိုးကိုပြောတာပေါ့နော်အခုပေါ့စကားပြောနေနေဟုတ်ပြီလုပ်လိုက်မယ်အင်စာလုပ်လိုက်မယ် I will do my homework I will clean my room တရားရောကအဲ့လိုစကားပြောနေနေဒါကိုလုပ်လိုက်မယ်ဆိုပြီးချက်ချင်းဆုံးဖြတ်ချက်ချလိုက်တဲ့အခါမျိုးမှာတုံးတယ်ဥပမာ there's no milk in the fridge ဒီကတည်းကမှာနော်မရှိရောတရားချက်ချင်းပဲသူချင်းဆုံးဖြတ်ချက်ချပြောငါလုပ်လိုက်မယ်ပေါ့နော် I'll go to the shop to buy some more ဒီဆိုင်မှာတချို့ကိုတောက်ဝဲလိုက်မယ်ပေါ့နော် This box is very heavy ဒီ box ကအရန်ကိုလေးတယ် Don't worry I will help you ဘာမှစိတ်မပူနဲ့ငါကူညီမယ်ဆိုပြီးတော့ဒီစကားပြောနေတဲ့အချိန်မှာချက်ချင်းဆုံးဖြတ်ချက်ချလိုက်တဲ့အခါမျိုးတွေမှာ instant decision နဲ့လည်းသုံးလို့ရပါတယ် Okay နောက်တစ်ခု share I တို့ share we တို့ဒီလိုအသုံးလေးပေါ့နော်ဆက်ပြီးကြည့်မယ် we use share I or I will when we offer to do something for other people တယောက်တော့ကိုကလေအဲ့လို offer လုပ်တာပေါ့ offer to do some things တခြားတယောက်တော့ကိုI လို့ဖြစ်တာဖြစ်တဲ့အတွက်ငါလုပ်ပေးရမလားဆိုပြီးတော့ကန့်လန့်ပေးတာမျိုးပေါ့ဥပမာ shall I make some coffee coffee တချို့ငါဖြော်ပေးရမလားပေါ့ငါလုပ်ပေးရမလားပေါ့ do you want me to make coffee coffee ဖြော်ဖို့ငါနင်လုပ်ပေးရမလားပေါ့နော် coffee ဖြော်စီခြင်းလားပေါ့ကိုကနေပြတဲ့ရောက်ကိုငါဒါလုပ်ပေးရမလားဆိုပြီးပြောတဲ့ခါမျိုးမှာတုံးနေ I will make some coffee ငါနေကို coffee ဖြော်ပေးမယ်ဆိုပြီးတော့ငါလုပ်ပေးမယ်ငါလုပ်ပေးရမလားဆိုပြီးတော့မေးတဲ့အသုံးနှုန်းလေးဖြစ်ပါတယ်နောက်တစ်ခု shall we ကတော့ငါတို့ပေါ့နော် to suggest doing something တယောက်ကိုလေ we ဆိုရင်ငါတို့လို့ပြောတာဖြစ်တဲ့အတွက်အများကြီးကိုစားပြုတယ်အဲ့တော့ to suggest doing something တခုခုလုပ်ဖို့အတွက်ကိုအကြံပေးတာမျိုးတွေပေါ့ဥပမာshall we go to the cinema ငါတို့ရုပ်ရှင်သွားကြည့်ကြမလား do you want to go to the cinema ရုပ်ရှင်သွားကြည့်ချင်လားပေါ့အဲ့လိုမျိုး shall we stop our class ငါတို့အတန်းစားကြမလားငါတို့အတန်းနေရက်လိုက်ကြမလားဆိုပြီးတယောက်ကိုအကြံတောင်းတာပြောတယောက်ရဲ့အကြံဉာဏ်ကိုတောင်းလိုက်တဲ့ပုံစံမျိုးပေါ့နော်နေဒါလုပ်ချင်လားဆိုပြီးတော့တည်မလားအဲ့လိုပြောတဲ့ခါမျိုးတွေမှာသုံးပါတယ်အဲ့တော့ဒါလေးကိုနားလည်မယ်လို့ထင်တယ်ဆိုတော့ဒီချေတို့ကဒီချေတို့ဒီအရှိမသင်ခဲ့တဲ့သင်ခန်းစာလေးကိုဘယ်လောက်ထိနားလည်လဲ exercise လေးဖြေကြမယ်ကိုယ့်ရဲ့ notebook မှာ exercise လေးဖြေပါမယ်ဒီမှာဆိုရင် example မှာဆိုရင် I won't be at the office on time there is a lot of traffic ဒီလိုပုံစံမျိုးလေး number 1 2 terms ကိုဒီထဲကစကားလုံးလေးတွေဖြည့်ပေးရပါမယ်ဒီမှာ x2 ဆိုရင်တော့ဒါနှစ်ခါသုံးလို့ရတယ်ဆိုတော့အဓိပ္ပာယ်မျိုးလေးပဲဖြစ်ပါတယ်အဲ့တော့10ခုဖြည့်မယ်ဖြည့်ပြီးဆိုမှဆက်ကြည့်မယ်ပေါ့နော်အဓိပ္ပာယ်လေးကိုသိချဖတ်အရှိနောက်ပေါ့နော်ဆက်ဆက်မှုရှိတယ်အဲ့အတွက်သေချာလေးနားလည်အောင်မိကုန်းလေးတွေဒီ sentence လေးတွေအဓိပ္ပာယ်နားလည်အောင်သေချာဖတ်ပြီးတော့မှဖြည့်ပေးပါဖြည့်ပြီးသွားပြီဆိုလို့ရှိရင်တော့အဖြေတိုက်ကြည့်မယ်အလုံးမှန်တယ်ဆိုရင်တော့ I really appreciate that if you got 10 out of 10အကယ်၍ကိုကပေါ့နော်မှားနေတရားလေးရှိရဆိုရင် dictionary ရှာတာမျိုးလေးတွေမသိရစကားလုံး dictionary ရှာတာမျိုးလေးတွေအရှိမပြန်ကြည့်တာမျိုးလေးတွေတိုက်ကြည့်လို့ရပါတယ်ဒါဆိုလို့ရှိရင်ဒီနေ့သင်တဲ့သင်ခန်းစာလေးကအားလုံးအတွက်အကျိုးရှိမယ်လို့ယုံကြည်ပါတယ်ဒါဆိုရင်ဒီချိန်နဲ့နောက်ထပ်သင်ခန်းစာတွေမှာပြန်တွေ့ကြပါမယ်ဘိုင်ဘိုင်ပါ